ရွှေကောင်းပြောင်ဟင်းချက်တဲ့နေ့ဆိုလို့ရှိရင်ကျမတို့အိမ်မှာထမင်းတအိုးလုံးပြောင်းပါတယ်ဒီဟင်းလေးချက်တဲ့နေ့ဆိုရင်ကျမတို့အိမ်မှာထမင်းကိုပို့ပြီးချက်ရပါတယ်နော်အရင်ဆုံးရွှေကောင်းပြောင်လေးကိုရေစစ်ကြောတဲ့နေပြင်ကျမပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့သူ့အခွန်လေးနှော်ပါမယ်ရှင်အခွန်နှော်ပြီးတဲ့ခါမှာတော့ကျမကအချိုငံအရသာဝင်ဖို့အတွက်သူ့ကိုဓားလေးနဲ့မှုန်းပေးလိုက်ပါမယ်နော်ပြီးရင်တော့ဘလို့ချက်လဲဆိုတော့လိုက်ကြည့်ပေးပါရှင်အရင်ဆုံးကျမကစီကိုတော့ကြက်ကြော်စီကိုပဲပြန်ပြီးသုံးထားပါတယ်ပြီးရင်ဒီနေ့အနှစ်များများလေးနဲ့မကြီးနှစ်ချစ်ချင်းလေးနဲ့ရွှေကောင်းပြောင်ဟင်းကိုချက်စားမှာပါအဲ့တော့ကြောင့်ကျမကကြက်သွန်ဖြူနေကိုအနှစ်များများလေးသုံးထားပါတယ်ရှင်ပြီးရင်ဘဲဥလေးကိုစီတက်ပြီးတော့လုံထားလိုက်မယ်ဘဲဥလေးလုံးလို့ပြီးပြီဆိုလို့ရှိရင်တော့ပို့ပြီးမမတင်းတင်းဖြစ်အောင်လို့မကြီးရေကိုအရင်ဆုံးထည့်တယ်ပြီးရင်ရေလေးကိုအမြုပ်ထည့်လိုက်တယ်ပြီးရင်တော့အမွှေးနှံ့တာအတွက်ကတော့ကျွန်မမဆလာထည့်တယ်အချိုငံလေးကိုတော့ကိုယ်စိတ်ကြိုက်ပြင်ဆင်လိုက်ပါရနော်အချိုငံလေးထည့်ပြီးပြီဆိုရင်တော့သူ့ကိုရေလေးခန်းသွားအောင်လို့အဖုံးလေးအုပ်ပြီးတည်းထားပြလိုက်ပါမယ်ရှင်ကဲအခုဆိုလို့ရှိရင်တော့ကျွန်မကအချိုငံလေးနည်းနည်းထည့်ပြီးကြည့်တာကွက်တီပဲဆိုအချိုငံထည့်စရာမလိုတော့ဘူးပေါ့နော်အခုကစီလေးလည်းပြန်လာပြီဆိုလို့ရှိရင်တော့ထမင်းတအိုးလုံးပြောင်းနဲ့ရွှေကောင်းပြောင်ဟင်းလေးရပါပြီရှင်ကဲကျမတို့အိမ်ကလေးရွှေကောင်းပြောင်ဟင်းဆိုတအားကြိုက်ကြတယ်ပေါ့နော်ရွှေကောင်းပြောင်ဟင်းချက်တဲ့နေ့ဆိုထမင်းမလောက်တော့နေလေးပါပဲရှင်ကဲရှင်းတို့လည်းဈေးဖို့တက်တာတဲ့ရွှေကောင်းပြောင်ဟင်းလေးလိုက်ပြချက်စားကြည့်ကြနော်